วัสดีครับทุกคนအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဒီနေ့ထိုက်ကရိယာ၅လုံးအပိုင်း၈ကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့ถามဆိုတာမေးသည်လို့ပြောတာဖြစ်ပါတယ်ခင်ဗျာလုပ်သည်ကถามဒီကောင်အစံတော့ကถามမေးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ตอบဆိုတာဖြေသည်လို့အဓိပ္ပာယ်ရပါတယ်ตอบဖြေသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာตอบဖြေသည်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတော့รักဆိုတာရှစ်သည်လို့အဓိပ္ပာယ်ရပါတယ်รักဒီလိုမျိုးလည်းပြောလို့ရပါတယ်รักရှစ်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ clear ဆိုတာမုံသည်လို့အဓိပ္ပာယ်ရပါတယ် clear မုံသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ชอบကြိုက်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာชอบကြိုက်သည်လို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ပြန်ပြောကြည့်လိုက်အောင်ခင်ဗျာถามဆိုတာမေးသည်လို့အဓိပ္ပာယ်ရပါတယ်ตอบဖြေသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာပြီးတော့နောက်တစ်လုံးကรักရှစ်သည်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတော့เกลียดမုံသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ชอบကြိုက်သည်လို့အဓိပ္ပာယ်ရပါတယ်အားလုံးပဲစင်မြင်မယ်လို့ပြောနေပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာ See you in the next video bye bye